Hello, Aung. Why don't you introduce yourself? အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်ကျော်ထွန်းဖြစ်ပါတယ် Why did you choose Dongso University? ဒုံဆို University อ่ะဆိုရင်ကျွန်တော်တို့ကိုရီးယားစာသင်ကြားမှုပိုင်းမှာတော်တော်လေးကောင်းမြင်ပြီးတော့ campus ကလည်းတော်တော်လေးလာပါတယ်ပြီးတော့ရွေးချယ်စရာမိကြရလည်းအများရှိပါတယ် How long have you studied Korean at Dongso University? ဒီဒုံဆို University မှာပညာသင်ကြားနေအခုဆိုရင်9လတည်းကိုရောက်နေပါတယ် Did you take the TOPIK test? ဒီလပိုင်းမှာ topic ဆောင်ရွက်ဖြေခဲ့ပြီးတော့ circuit ရရှိခဲ့ပါတယ် What was the most helpful thing while preparing for TOPIK test? အဓိကကျွန်တော်အတွက်ထောက်ပံ့ဖြစ်စေခဲ့ရတော့ဒီကိုရီးယားဒီဒုံစောတဲ့ဟကိူမှာဆိုရင်ကျွန်တော်တို့topic class ကိုတက်တက်သင်ကြားပေးရရှိတယ်အဲဒါကြောင့်မလို့လဲကျွန်တော်ဒီဘက်ဒီဒေတာပိုင်းမှာcircuit ရရှိခဲ့ပါတယ် What is your next goal? ကျွန်တော်ရဲ့နောက်ရည်မှန်းချက်ကတော့ကျွန်တော်နောက်နှစ်3လပိုင်းမှာဒီ master degree တက်လာနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ Would you recommend Dongso University to students in Myanmar? မြန်မာမှာရှိတဲ့တငယ်ချင်းအားလုံးကိုလည်းဒုံစောကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ဘာလို့လဲဆိုတော့ဒီဒုံစောတက္ကသိုလ်အားဆိုရင်ကျွန်တော် topic အတွက်လည်းတေချာလေးထားပြီးသင်ကြားပေးတယ်။ပြီးတော့ရွေးချယ်စရာမိကြရလည်းအများကြီးရှိရပေါ့နော်။အားကြောင့်မို့ဒုံစောတဲ့ဟကိူမှာပြန်ပြီးတော့မှတွေ့ကြပါမယ်။